အားလုံးပဲမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးသက်တဲ့အားလုံးမင်္ဂလာပါ။ Manchester United ကစားမတစ်တွေကိုခေါ်ယူဖို့ကြိုးပမ်းနေသည့်တိုင်အောင်အခုသူတို့ရောင်းသင့်ရောင်းထိုက်တဲ့ကစားမတွေကိုလည်းတောက်လျှောက်ရောင်းဖို့ပြင်နေပြီ။ So Club ကဒါ Brian Mbeumo အပြောင်းရွှေ့ကိစ္စကိုနံပါတ်1ဦးစားပေးနေတဲ့အမြန်ဆုံးဖြတ်နေတယ်။ပြီးတာနဲ့အခြားတိုက်စစ်မှုပေါ့လေ Gyökeres ပဲဖြစ်ဖြစ် Osimhen ပဲဖြစ်ဖြစ်ပြီးရင် goal mark position တွေထပ်ပြီးကြည့်မဲ့အချိန်မှာ Man United အသင်းကအခုသူတို့ရောင်းမဲ့ကစားမတွေကိုဒါသူတို့အသီးသီးပြောင်းရွှေ့ခြင်းသတ်မှတ်ထားတယ်။ Man United ကအခုလောလောဆယ်မှာဒါရောင်းမဲ့ကစားမတွေအများကြီးရှိတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပဲဒါသူတို့ရဲ့နောက်ခံလူ Victor Lindelof ရဲ့ပြီးတော့မှဒီ Johnny Evans ကနားသွားပြီးတော့ Christian Eriksen တို့စာချုပ်တက်တန်းကုန်လို့ထွက်သွားကြပြီးဒီနေရာမှာကလပ်ဖက်ကဟိုတနေ့က Joshua Zirkzee နဲ့နောက်တစ်ဖက်က Rasmus Højlund တို့နှစ်ယောက်အတွက်ဒါ Serie Club Inter Milan နဲ့အခြားအသင်းတွေကကမ်းလှမ်းမှုတွေကိုပယ်ချထားတယ်။ကလပ်ဖက်ကတော့ Zirkzee ကိုဆက်ထိန်ထားဖို့ဆန္ဒရှိပြီးတော့ Højlund အတွက်ပြောင်းရွှေ့ခြင်းထိုက်တဲ့ပြောင်းရွှေ့ခြင်းရရင်လက်ခံမယ်။ဆိုတော့အခုလောလောဆယ်မှာအဝင်ကိစ္စတွေကို United ကလုပ်နေသည့်တိုင်အောင်အထွက်အတွက်သူတို့ပြောင်းရွှေ့ခြင်းသတ်မှတ်တဲ့အချိန်မှာ Independent သတင်းစာရဲ့ပေါ်ပြချက်အရPremier League အများစုလိုက်နေတဲ့သူတို့ရဲ့လူငယ်ကစားမAlejandro Garnacho ကိုကလပ်ဖက်ကပြောင်းရွှေ့ခြင်းပေါင်80ထိတင်လိုက်တယ်။80ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ရင်ဘုံမောက်သေးရဲ့တောင်ပန်ကစားမAntoine Semenyo ကို Tottenham Hotspur ဥက္ကဋ္ဌ Daniel Levy ကပြီးခဲ့တဲ့ရက်ပိုင်းကတွေးတယ်။အဲ့တွေးတဲ့အချိန်မှာ Tottenham Hotspur အသင်းရဲ့ပိုင်ရှင်ကိုဘုံမောက်ဘက်ကSemenyo ကိုလိုချင်ရင်80ပေးရမယ်။တခါ West Ham United အသင်းက Mohamed Kudus ကိုလိုချင်ရင်ပေါင်86တန်းပေးရမယ်။ Crystal Palace ကအဲဈေးကိုလိုချင်ရင်တန်း65တန်းပေးရမယ်။ Adam Warden ကိုလိုချင်ရင်တန်း60နဲ့80ကြားပေးရမယ်။ဆိုကလပ်တိုင်းကပြောင်းရွှေ့ခြင်းတွေတတ်မှတ်ကြတယ်။ဥပမာ Bruno Guimaraes ဆိုရင် Newcastle ကတန်း80 Isak ကိုတန်း150ဆိုတော့ Man United ကအမှန်တိုင်းပြောရင်တော့တချို့ကလပ်ရဲ့ကစားမတွေကိုရောင်းတဲ့အခါမှာသူတို့ကစားမတွေကိုတန်ကြီးတတ်မှတ်တဲ့အခါမှာလောက်ပြောင်းရွှေ့ခြင်းအမှန်တန်နဲတယ်ဗျာတကယ်တော့ဒီထက်မကပူရတဲ့နဲ့သူတို့မှလည်းအဓိကပြဿနာတစ်ရက်ကလာစာအများကြီးပေးထားတဲ့အတွက်ကြောင့်သူတို့ကပြောင်းရွှေ့ခြင်းများရင်ဘယ်သူမှမလာဘူးအဲ့ဒါကမှလာစာထက်များရင်သူတို့အတွက်ရောင်းဖို့ပိုခတ်တယ်သူတို့ကလပ်ဖက်ကဗျာ Manchester United တို့ Arsenal တို့ဒီသင်းတွေကစားမရောင်းရင်အမှန်တန်ညံ့တယ်Man United တို့ Arsenal တို့ရောင်းရင်အလွတ်နဲ့ထွက်မထွက်လို့ရှိရင်အောက်ကျင်းနဲ့ရောင်းရတယ်ပဲကျွန်တော် Manchester City ကရောင်းလိုက်တဲ့အခါပဲကြည့် Chelsea ကရောင်းတာပဲကြည့်နောက်ဆုံး Liverpool ရောင်းရင်ပဲဖြစ်ကြည့်ကစားမတွေအတွက်လုံလောက်တဲ့ပတ်စံထိုက်တဲ့ပတ်စံတခါကျရင်ပိုတော်ကောင်းတဲ့အမောက်မျိုးရကြတယ်အဲ့ဒါခါ United နဲ့ Arsenal တော်တော်ညံ့နေတယ်မှာပါတယ်ဆိုတော့အခု Manchester United က Alejandro Garnacho ကိုတန်း80 Rasmus Højlund ကိုသူတို့82တန်းပေးခဲ့ရတယ်Højlund ကိုတန်း40နဲ့50ကြားရရင်ရောင်းမယ်တစ်ချိန်တည်းမှာပဲ Marcus Rashford ကိုသူတို့တန်း40တတ်မှတ်ထားတယ် Jadon Sancho ကို25တန်းနဲ့ Anthony ကိုတော့ဒါတန်း40နဲ့50ကြားဆိုတော့သူကယူရိုတန်း100ဆိုတော့ပေါင်85တန်းဆိုတော့သူကတန်း40လောက်ဆိုရင် happy ဖြစ်တယ်ဆိုတော့ဒါအခုလောလောဆယ်မှာကစားမတွေမှာတေချာပေါက်ထွက်မဲ့တဲ့က Sancho တေချာပေါက်ထွက်ပြီးအခု Chelsea ကနေတရားဝင်ထွက်ပြီးတော့အခု Man United ကိုသူတို့ပြန်လာပြီဆိုတော့ United ကဒီ Sancho ပြောင်းရွှေ့အတွက်ကနေ9တန်းတော့ရတယ်ဒါပေမဲ့ Jadon Sancho ကိုရောင်းဖို့ခက်တယ်ဘာလို့ဆိုတော့ပြဿနာက United ကအဲ့လာစာတွေများတယ်ပြဿနာ Sancho က3သိန်းဒါ Marcus Rashford ကလည်း3သိန်းကျော်ဒီလာစာများတဲ့ကစားမတွေကို United ကဖြည့်ရှင်းအောင်အမတန်ခက်တဲ့ပြဿနာပဲဒါပေမဲ့အခုလောလောဆယ်မှာ United ကသူတို့ကစားမတွေကအခုမလာဆီယာကို10တန်းလူရှော်ကတော့သူတို့ပြောင်းရွှေ့ခြင်းထွေထူးသတ်မှတ်ထားခြင်းမရှိဘူးဒါပေမဲ့လူရှော်လည်းသူတို့ရရင်ရောင်းဖို့စဉ်းစားတဲ့အချိန်မှာပါထားပြီးတော့မလာဆီယာရဲ့လူရှော်ရဲ့နောက်တစ်ပတ်က Rasmus Højlund ရဲ့ Garnacho Anthony Jadon Sancho အပါအဝင်ကစားမတွေအများကြီးကလပ်ဖက်ကထုတ်ဖို့ရှိတယ်Carlo Casemiro ကအသင်းမှာဆက်နေပြီးတော့ Garnacho ကိုတော့ United ကပတ်စံအများဆုံးရနိုင်ဖို့မျှော်လင့်ထားတယ်ဆိုတော့ဒါကတော့အခုပေါ့လေ Garnacho ကိုတန်း80Rashford ကိုတန်း40 Sancho ကို25တန်း Anthony ကိုတန်း40 Rasmus Højlund ကို40နဲ့50ကြားဒါသူတို့အသီးသီးတတ်မှတ်ထားတာဖြစ်တယ်ဆိုတော့အမှန်တမ်းပြောရင်တော့ဒီပြောင်းရွှေ့ကြီးတွေက fair ဖြစ်တဲ့အမောက်တွေကြီးပဲဒါ fair ဖြစ်တဲ့မှာသူတို့ကနာမည်ရထားပြီးသားဒါပိုကောင်းတဲ့ player တယောက်ဖြစ်ဖို့နီးပြတစ်လက်ထက်မှာစနစ်ကျပြန်လို့ရင်ပြန်လာနိုင်တယ်ဒါပြောင်းရွှေ့ကြီးတတ်မှတ်ထားတာ Garnacho တန်း60တန်း90ဆိုဘယ်လိုမြင်လဲတန်လားကိုမမဝင်အောင်မချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်